ကျွန်တော်တို့ပွဲရတော့လှသွားတာပဲเนาะဟောလှသွားရဲဆိုတာကျွန်တော်တို့9ပတ်တီအောင်တယ်ပေါ့เนาะ9 break ဟောဖြစ်တဲ့ခါကျတော့50ထွက်မသွားဘူးဒါပေမဲ့လို့အောက်မှာကျွန်တော်တို့မြင်းအပြာလေးနဲ့တားပေးထားတဲ့အထက်ကနေပြီးတော့မှ45เนาะ95ဒါတွေ55လို့ပေါ့အဲ့မြင်းအပြာနဲ့တွဲပေးတဲ့ဟာလေးချစ်ပေးထားတဲ့ဟာလေးရထွက်သွားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့အပေါ်ကရွေးကွက်တွေကရွေးကွက်တွေကိုပယ်ပြီးတော့အောက်ကမြင်းနဲ့ချစ်တဲ့ဟာတွေပဲကျွန်တော်ထိုးရမယ်ပုံစံဖြစ်နေတယ်ပေါ့နော်အဲ့မြင်းနဲ့ချစ်တဲ့ဟာတွေမှာပဲပါတာနော်အဲ့လိုမျိုးဖြစ်မြင်းနဲ့ချစ်တဲ့ဟာတွေတဲရပဲအောက်ကဟာတွေပါအပေါ်မှာတင်တဲ့ main ရွေးကွက်တွေကထဲမှာမပါဘူးဖြစ်နေပေါ့နော်ဟို9ပတ်တီးရတော့တေချာဖို့ရတယ်တော့9အောင်တော့လုံးဝကြိုက်တဲ့အတွက်ကြောင့်9ပတ်တီးရတယ်အောက်မှာတော့မြင်းနဲ့တော့ချစ်ပေးထားတယ်ကျွန်တော်တို့9 3ညအောင်ကျွန်တော်မဲတယ်ပေါ့နော်တင်9 2 5ဒါအောင်မဲပါတယ်ထွက်တဲ့ခါကျတော့54ဖြစ်သွားတာပေါ့နော်52မဟုတ်ဘဲနဲ့51တို့52တို့မဟုတ်ဘဲနဲ့54ဖြစ်သွားတယ်ဒါပေမဲ့လို့အောက်မှာတော့ကျွန်တော်မြင်းအပြာနဲ့တားပေးခဲ့ပါတယ်ကဲဟုတ်ပြီဆိုတော့ကျွန်တော်တို့ညနေကိုဆက်လက်ချီတက်ကြတာပေါ့ဗျာเนาะညနေအတွက်ဘာတွေရှိမလဲဆက်လက်ချီတက်ကြမယ်ဒီဒီ9ဒီ4 9 4ပေါင်းရင်ကကျွန်တော်တို့3လုံးပေါ့နော်ဒါဒီကျွန်တော်8ရပါတယ်8 1 3ဆိုတော့3တန်းပြီးတယ်ပေါ့နော်3တန်းပြီးတယ်ဟုတ်3တန်းပြီးတယ်နောက်ဒီမှာဆိုရင်1 6 8ဆိုတော့ဘာရလဲဆိုတော့5 3 3ညဆိုတော့3ပဲပြီးတယ်နော်နောက်ဒီမှာဆိုရင်5 2 3ဆိုတော့ဘာရလဲ3ညခွန်5ရတယ်ဆိုတော့3ညပြီးတယ်နော်3ညပြီးတယ်နောက်ကျော်ဒီမှာ3ည3 6ပေါ့နော်6 9 1 6 9 1ဆိုတော့9ပြီးတယ်အခုထိကတော့ဒီမှာ3ဒီမှာ3ဒီမှာ3ညဒီမှာ9အပိတ်တွေကြီးပဲစွဲနေတော့မှာပေါ့နော်ဒီကီးရအဲဒီမှာထိတ်လာပြီ3ခွန်3ညဆိုတော့3ညခွန်5မ5နောက်ဒီမှာဆိုရင်5 9 9 5ပေါင်းရင်3 3 5 8ဟောအပိတ်ကိုပြန်ရောက်သွားပြန်ပိတ်ကိုပြန်ရောက်သွားပြန်ပြီနောက်တစ်ခုကထိတ်ပြန်ရောက်သွားပြန်ပြီ9 2 1 9 2 1ဆိုတော့2ရမယ်2 4ခွန်ဒါထိတ်ကိုပြန်ရောက်သွားပြန်ပြီးတဲ့ခါကျတော့5ခွန်3ဆိုတော့5ပေါ့နော် sorry 5ခွန်3ဆိုတော့5ဒါကတော့အပီးပေါ့နော်5ဆိုတော့5 3 3ညဆိုပြီးအပီးထွက်တယ်နောက်ဒီမှာအပီးဒီ5 3 3ညမှာအပီးပေးတယ်ဒီ5 3 3ညတုန်းကအပီးမပေးသေးဘူးနော်ဒီ5 3 3ညကျတော့အပီးပေးသွားတယ်နော်အပီးပေးသွားအဲ5 3 3ညတွေရရင်ဒီနေ့သတိထားရမယ်ပေါ့နော်သူကအပီးပေးခြင်းတဲ့သဘောဖြစ်တယ်နော်အဲ့လိုမျိုးရှိတတ်တယ်ပေါ့နော်အပီးပေးခြင်းတဲ့သဘောမျိုးဖြစ်တတ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဆက်ကြည့်ကြမယ်ပေါ့နော်ဒီ81 8ဆိုတော့3ညခွန်5ဆိုတော့3ညရတယ်နော်ပြီးတော့8ခွန်3ဒါဆိုတော့8ရတယ်8 1 3 3ဆိုဒီမှာ3ပေးတယ်နော်နောက်1 8ဒါခွန်3ည2ဆိုတော့3ညဟာလားဟုတ်ပြီ1 3 9 3ရနော်3 5 83တလုံးပြီးဟုတ်ပြီဒီမှာကျတော့ဘာရသွားလဲအဲ့မှာ9ရပြီနော်9 3 3ညရပြန်ပြီဆိုတော့9 3 3ညမှာအပီးကိုသတိထားရမယ်နော်9 3 3ညပြီးသွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့9 3 3ညကီး3မဟုတ်အပီးဆိုတာကိုသတိထားပါဗျာเนาะအပီးဆိုတာကိုသတိထားเนาะကီး3မဟုတ်အပီးဆိုတာကိုသတိထားပါအဲ့တော့အပီးပဲထိုးရင်လည်းဆိုတဲ့လူတွေကြတော့ထိုးလိုက်ပေါ့ဗျာအဲ့မှာ53 50 30เนาะအဲ့3ခွက်ပဲရှိတယ်အပူးထိုးရင်တော့55တို့33တို့3ည3ညတို့ထိုး3ည3ညကြီးရတော့အပေါ်မှာလဲကြာတာဖြစ်တဲ့အတွက်55နဲ့33လည်းပဲထိုးရင်လည်းရတယ်အပူးထိုးခြင်းတဲ့လူရှိ
ဆိုတော့ဒါကတော့ကီးဖြစ်ပါတယ်နော်ကီးကိုပြပြီးတဲ့နောက်မှာကီးမှာလည်းကျွန်တော်9မိနစ်လောက်ဖြစ်သွားတယ်နော်ကီးကိုပြပြီးတဲ့နောက်မှာကျွန်တော်တို့နောက်ထပ်ကကျွန်တော်မနေ့ကမှန်တဲ့ထိတ်ပေါ့နော်မနေ့ကမှန်တဲ့ထိတ်ကိုဆက်ကြည့်မယ်အဲ့တော့မနေ့ကမှန်တဲ့ထိတ်ကနည်းနည်းလေးဒီမှာနည်းနည်းခက်မြန်မြန်ပြမယ်ဗျဒီကောင်အနီကိုအပြာလေးပြောင်းထားလိုက်9မိနစ်လောက်ဖြစ်နော်ဒါဟုတ်ပြီအဲ့တော့ဒီကနေစတာတော့ခွန်3ည5ဆိုတာနေစတာခွန်3ည5ပေါင်းတော့သူက2ဗျာ2 4ခွန်ဟုတ်ပြီ2 4ခွန်ဖြစ်ဖို့အတွက်ဆိုဒီကောင်အယောင်လေးတစ်ချက်ပြောင်းမယ်အနီနဲ့ဆိုဘာနဲ့လိုက်ဆိုရင်အပြားနဲ့လိုက်ခိုင်းမယ်ဒီမှာအစိမ်းသုံးပြီအဲ့တော့ဒီမှာခွန်ဖြစ်တယ်နော်ခွန်ဖြစ်တယ်ခွန်ဟုတ်လားပြီးတဲ့အခါကျတော့ကျွန်တော်ဒီမှာ3ည4 1ပေါင်းခြင်းက5 3 3ညရတယ်နော်5 3 3ညဖြစ်ဖို့အတွက်ဆိုရင်ဒီမှာနော်5ဖြစ်တယ်နော်5ဖြစ်တယ်ဒီ5တခါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ4ခွန်5ပေါင်းခြင်းက6ရတယ်နော်6 9 1ဖြစ်ဖို့ဒီမှာဆိုရင်9ဖြစ်တယ်ဟဲ့လား9ဖြစ်သွားတယ်တခါဒီမှာကျွန်တော်တို့9 3ည8ဆိုတော့3ရတယ်နော်3 5 8ဖြစ်ရမယ်3 5 8ဖြစ်ဖို့တည်းဒီမှာခွန်3 3ဟလာခွန်3 3ဆိုတော့3ဖြစ်တယ်နော်ဒီထက်ရလေးပဲဖြစ်တာနော်ဒီမှာခေါက်ချစ်မပြီးတော့ဒီမှာခေါက်ချစ်မပြီးတော့ဒီမှာဆိုရင်3ည3 3ကလည်းသူက6 9 1ပဲနော်6 9 1ဖြစ်တယ်ဒီမှာလည်း6တခါဒီမှာဆိုလို့ရှိရင်လည်း3 3ည3ဆိုတော့6ပဲနော်6 9 1တော့အဲ့မှာလည်းဒီမှာ6ထပ်ဖြစ်တယ်ပေါ့နော်6ဖြစ်တယ်အဲ့တော့နေဒီမှာဝိုင်းပြမယ်ဆိုရင်ခဏလေးအယောင်လေးတစ်ချက်ပြောင်းသွားပြဒီတော့ပထမဆုံးခွန်ပေးတယ်နော်ခွန်ပေးတယ်နောက်ကြတော့ခွန်5 3ဆိုတော့5အဲ့ဒါပြီးတော့ကျတော့1 3ည8ဆိုတော့9ပြီးတော့ကျတော့ခွန်3 3ဆိုတော့3ပြီးတော့8 3ည8ဆိုတော့6ဟလာပြီးတော့3 4 9ဆိုတော့6အဲ့တော့ဒီနားမှာ3 6 6ဆိုပြီးတော့ထိပ်ပိုင်းသဘောမျိုးနဲ့ယူဆခြင်းနဲ့ရတယ်ဒါဆိုရင်5နော်5 3 3ညဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာနည်းနည်းသတိထားရမယ်ကောင်းကအဲ့ဒါ5ထိပ်ဖြစ်မယ်5ဖြစ်မယ်ဒီကောင်ဘိုင်ဖြစ်မယ်ဆိုရင်2ထိပ်နော်အဲ့2ထိပ်ကိုသတိထားနော်အဲ့2ထိပ်ကိုနည်းနည်းပိုးပြီးသတိထားရမယ်အဲ့တော့3 2 3ညပေါင်းခြင်းရဲ့5ရမယ်3ဖြစ်ခြင်းတော့ရှင်းပါတယ်3ညထိပ်ဖြစ်မယ်နော်တကယ်လို့မှ3ညဖြစ်ခြင်းတော့ခွန်ထိပ်ဖြစ်မယ်အဲ့တော့2 3ညခွန်ဆိုတဲ့ထိပ်ဖြစ်ပါတယ်အဲ့တော့2ထိပ်တစ်လုံးနဲ့ပဲသွား3လို့တော့မရဘူးเนาะကျွန်တော်တို့ရတာ2 3ညခွန်ဆိုတဲ့ထိပ်ရတာเนาะအဲ့တော့အဲ့ထိပ်က3လုံးလုံးကကျွန်တော်တို့က3ဟာမှာဖြစ်ပါတယ်3ညထိပ်ဆိုလို့ရှိရင်လည်း9 3 3ညဆိုတဲ့ကြီးထဲမှာဝင်နေတယ်เนาะပါနေတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုပေးလို့မရပါဘူးเนาะကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တစ်ချက်ပေါ့เนาะဒီမှာကျွန်တော်အပိတ်ကဏ္ဍမှာနည်းနည်းလေးကြည့်မယ်ပိတ်ကဏ္ဍမှာကကြတော့ပင်တိုတွေပဲတွေ့တယ်ဗျเนาะပင်တိုတွေပဲပြဖို့ရှိတယ်အဲ့တော့ပင်တိုပဲပြပေါ့เนาะတွေ့တာပြမှာပဲပင်တိုနဲ့ကျွန်တော်တို့ဒီမှာပြမယ်ပင်တိုကဒီမှာဆိုရင်တစ်ပေါ့เนาะဒီကောင်တစ်အဲ့လိုတစ်ဖြစ်လို့ဘယ်လိုတစ်ဖြစ်လဲဆို3 8 3ညဆိုပြီးတော့တစ်ဖြစ်တယ်နောက်ဒီလို3ဖြစ်တယ်အဲ့လို3ဖြစ်လို့မလို့ဒီ9 3ဆိုပြီးတော့3ဖြစ်တယ်နောက်ဒီလိုမျိုးခွန်ဖြစ်တယ်နော်ခွန်ဖြစ်လိုက်တော့ခွန်ဖြစ်တော့ဒီမှာမနေ့က9 4ဆိုဒီမှာအနီနဲ့သွားမယ်အယောင်ကွဲတော့4 3ညဆိုတော့ဘာထဲရ3ထဲမှာဒါလင်းခွန်ဖြစ်မယ်ဆိုတော့ဒီမှာပိတ်တစ်လုံးရတယ်3အပိတ်ဆိုတာရပါတယ်3ပိတ်ဆိုတာရတယ်နော်ဟုတ်ပြီဒါထားလိုက်လို့3ပိတ်ဆိုတာရပြီကဲပင်တိုပဲကျွန်တော်ပြအောင်ပါပင်တိုကနောက်တစ်ခုခဏလေးနည်းလေးအဲ့တော့ပင်တိုပဲဒီမှာဒီလို3တယ်ဒီလို6တယ်ဒီလို6တယ်နော်အဲ့တော့ဒီမှာ3 6 6ပေါ့ဗျာအဲ့3 6 6ကိုဘယ်လိုမျိုးကျွန်တော်တို့366ဖြစ်မလဲအယောင်လေးတစ်ချက်ပြောင်းပြီးတော့ဒီလို3တယ်ဒီလို6တယ်ဒီလို6မယ်ပေါ့နော်အဲ့လို6မယ်ကဲအဲ့တော့366စောပါတဲ့5အပိတ်ထဲနော်အဲ့တော့ခုနတုန်းကကျွန်တော်တို့ရတာက3အပိတ်
အခုကငါအပိတ်ဆိုတော့ကျွန်တော်3 5အပိတ်နှလုံးရပါတယ်အဲ့တော့ရတာလေးခြာရေးကြအဲ့ဒါလေးရတာလေးခြာရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကီးပေါ့နော်ကီးအပီငါ3ညကီးပီနော်ငါ3ညကီးပီရှိတယ်ပြီးတော့ထိတ်ရှိတယ်နော်ထိတ်ကကြတော့ကျွန်တော်တို့နေ့3ညခုံဆိုတဲ့ထိတ်ရှိတယ်နော်ပြီးတော့အပိတ်ကကြတော့3နဲ့5ကိုပင်တူဝေမဲ့လို့ကြိုက်ပါတယ်နော်3နဲ့5ကိုပင်တူဝေမဲ့လို့ကြိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးစတွဲတင်တာတော့ကီးအပီးကိုအရင်ဆုံးစပြီးတွဲတင်တယ်ပေါ့နော်ကီးအပီးဖြစ်အောင်လို့ကျွန်တော်ဒီမှာအယောင်လေးတစ်ချက်အစိမ်းလေးနဲ့သွားလိုက်မယ်နော်ကဲကီးပြီးမယ်5335ပေါ့ဗျာနော်5335ပြီးတော့50အာရေးထားတယ်နော်အထိုင်မရှိဘူး35အပိတ်ရှိပြီမဲ့လို့ပြန်လည်နာထိုးပါပြီးတော့3အာရေးထားတယ်နော်ဒါပေါ့ကဲဟုတ်ပြီအဲ့တော့ပြီးတဲ့ခါကျတော့ကျွန်တော်2325ရေးမယ်နော်ဒါကတော့အယောင်တစ်မျိုးနဲ့ပါ2325ပြီးတော့303အပေါ်မှာလည်းပါပြီးသွားပြီနော်မရေးတော့ဘူးနော်335ပဲရေးလိုက်တော့မယ်335ကဒီမှာပါပြီးသွားပြီ333ပြီးတော့ခွန်5ဖြစ်ပါတယ်နော်ခွန်5ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီထဲရပဲကျွန်တော်ရွေးမှာပါအဲ့တော့မိတ်ဆွေတို့ကြိုက်တာကိုရွေးရင်လည်းရွေးကျွန်တော်ရွေးရင်နော်အောက်ကမြင်းတားတဲ့ဟာတွေပဲတော်ညှိနေတာတွေ့ရတယ်နော်အဲ့တော့ဒီတခါတော့တဲ့ရင်တဲမှာပေါ့နော်ကဲစမ်းစားလိုက်ကျွန်တော်ကတော့3အာနဲ့နော်ကျွန်တော်တို့ရဲ့မနက်ကကနန်း53 550နော်50 305အာပေါ့နော်အာနဲ့ပြီးတော့ပြီးတဲ့ခါကျတော့နှစ်နော်နှစ်3နှစ်5အဲ့ဒါကြီးတိတ်တော့မများပါဘူးနော်ဒီမှာ3ည5ဆိုရင်အပေါ်မှာလည်းပါသွားပြီဖြတ်လိုက်လို့ရတယ်နော်ဒီမှာဒီ3ည5ဆိုရင်5 3ညပါသွားပြီအပေါ်မှာ53 5 3ည3ည3အာရယ်နှစ်3 53အာ53ည3ည3အာနှစ်3နှစ်5လည်းအားထိုးကြပါဗျာနော်နှစ်5ခွန်3ခွန်5အဲ့ဟာတွေပါရှိပါတယ်ဆိုတော့ကျွန်တော်တကူပဲ try လိုက်တော့မယ်နော်ဒီဟာတွေကျွန်တော်ဖြတ်လိုက်မယ်ဒီဟာဘယ်ဟာခြိုက်ဆုံးလဲဟာဒီကဘာလို့ခဲပြက်ကယူလို့ပါလို့မရဘူးဖြတ်တယ်နော်ကျွန်တော်အဲ့တော့ဒီကောင်အာပါနော်ဒီကတကူပဲကျွန်တော်တို့3ည3နဲ့3ည5ခုထဲမှာကျွန်တော်3ည3ကိုပို့ပြီးကြိုက်တယ်ဗျာနော်3ည3ကိုပို့ပြီးကြိုက်တယ်3ည3ဘာလို့3အပိတ်ကလေး2ခါ3ပိတ်2ခါ3ကစင်းရင်အဲ့လိုမျိုးလေးဆင်းတတ်တယ်နော်3ပိတ်ကကတ်ပြီးတော့အမှထိတ်ဆိုရင်ထိတ်အပိတ်ဆိုရင်အပိတ်အဲ့လိုမျိုးဆင်းတတ်တယ်နော်အဲ့တော့အပေါ်မှာလဲကျွန်တော်တို့အပေါ်ပင်မှာလဲ4 3ပြီးတော့30ထွက်ထားတယ်နော်အဲ့ဒါတပေါက်ရှိတယ်ဆိုတော့အဲ့3ည3ကိုပို့ပြီးတင်ထိုးကြပါကျန်တာလေးလဲကိုကြိုက်တဲ့ကိုတင်ထိုးလို့ရပါတယ်နော်ကျွန်တော်ဟောလုပ်ပေးတဲ့ဟာတွေအောက်ကနေမြင်တားပေးတဲ့ဟာတွေကနေပဲထွက်တာများတယ်ပေါ့နော်အဲ့တော့မြင်းလေးတော့တားပေးလိုက်အဲ့တော့မနေ့ကကျွန်တော်53ကနေ43ပြီးတော့ကျွန်တော်53လဲထွက်နိုင်တယ်နော်53လဲထွက်နိုင်တယ်ပြီးတော့43ပြီးတော့ကျွန်တော်23လဲထွက်နိုင်တယ်နော်မနေ့က5လေးထွက်ထားတဲ့အတွက်ကြောင့်ကျွန်တော်25ထွက်နိုင်ပါတယ်နော်အဲ့ဒါတွေနော်အဲ့ဒါသတိထားပါကဲအားလုံးပဲကောင်းကောင်းကြပါစေပြီးပါနော်ဒီနေ့โอเคဒါပါပဲပေါ့